ရှမ်းပြည်နယ်တောင်ပိုင်းမှာမိဘပြည်သူများရဲ့ကျန်းမာရေးအတွက်ကျမတို့မြတ်တော်ဝင်စေယုံတောင်ကြီးရဲ့ခွဲစိတ်ခန်းတွေမှာနောက်ဆုံးပေါ်ခင်မီစက်ကရိယာများနဲ့ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ရှင်။အုံနောက်နဲ့ကြောရိုးစစ်ခွဲစိတ်ကုသမှုတွေအတွက်ကမ္ဘာအဆင့်မီ Olympus OME8 Neuro Microscope အယိုးခွဲစိတ်ကုသမှုတွေနဲ့ကြောက်ကပ်ခွဲစိတ်ကုသမှုတွေမှာခန္ဓာကိုယ်တွဲအစိတ်အပိုင်းတွေကိုတိုက်ရိုက်တိကျစွာကြည့်ရှုကုသပေးနိုင်တဲ့ CEOEC1CM ဝမ်ပိုက်တွင်ခွဲစိတ်မှုတွေကိုအသေးစိတ်တိကျစွာဆောင်ရွက်ပေးနိုင်တဲ့ Full HD ပုံရိပ်စနစ်သုံး Castor Endoscopy Image 1S Laparoscopic Machine အဆိုင်နဲ့ဥလန်းချောင်းယောဂရှာဖွေရေးအတွက်ကမ္ဘာကျော် Olympus CLV190 Endoscopy စတဲ့နောက်ဆုံးတော်ခင်မီစက်ကရိယာများနဲ့နိုင်ငံတကာစစ်မီခွဲစိတ်ကုသမှုတွေကိုဝန်ဆောင်မှုပေးလျက်ရှိတာမို့ယုံကြည်စိတ်ချစွာလာရောက်ကုသနိုင်ပါတယ်ရှင်။